တစ်ချက်လေးရေးပြပေးမယ်နော်ကဲလိုက်လက်မလေးနှိပ်ပြဝင်လာခဲ့ပြီပါလူတစ်ကိုမှ channel လေးကို subscribe လေးနှိပ်ထားပေးမယ်တခါတည်းကြည့်ပေးနော်ကိုလေးထိပ်ကြီးကို2နောက်ပိတ်တော့မဟုတ်ကျွန်တော်တို့16ပိတ်နဲ့ကတ်ပေးမယ်ဗျာနော်တစ်ချက်လေးကြည့်ပါ62 42ဟာလားနော်နောက်တော့ကျွန်တော်ကမာကြီး16ပိတ်နဲ့ကတ်မယ်ဆိုရင်96 91နောက်ဆိုရင်ဟောဒီမှာ46 41เนาะဒါလေးတွေ main တင်ကစားပြီးပါဒါခွန်ထိပ်ကြီးနဲ့246ကတ်မယ်ဆိုရင်82 86 81เนาะဒါကျွန်တော်ကမာဒီဒုတိယအနေနဲ့ထည့်ကစားပေးပါเนาะဒုတိယအနေနဲ့ကျွန်တော်ကမာဒီ9 6 9ကိုထည့်ကစားပေးပြီးတော့အဓိကအနေနဲ့ဆိုကျွန်တော်ကမာဒီ9646เนาะ41နော်ကျွန်တော်ကမားလေး4နှစ်9နှစ်9အဲဒီ6ကပ်ပေါ့နော်အဲ့ဒီဘွားဆုံးက6ကပ်ကိုအဓိကထားထိုးပေးပါဒုတိယအနေနဲ့9နှစ်9 6 9ပါကျွန်တော်ကမားဒီတည်းကကျွန်တော်ကိုရီမားအားလုံးပဲကွာထွက်ချင်ထွက်လိမ့်မယ်ဟုတ်ပြီနော်ကိုရီမားအားလုံးပဲအကြိုက်ဆုံးပြောပါဆိုတော့46ကိုပို့ကြိုက်တယ်ကျွန်တော်မိသားစုကိုရီမားနော်46ကိုကျွန်တော်မိသားစုကိုရီမားပို့ပြီးတော့ကြိုက်နေတယ်မှုရှိပါတယ်46 41ကိုပို့ကြိုက်ပါတယ်နော်ကျွန်တော်မိသားစုကမားအားလုံးပဲဟုတ်ပြီဒီမှာစိတ်ကောင်းမေးလိုချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုရဲ့အကိုရီမားအားလုံးပဲကျွန်တော်ခုချပြပေးထားတယ်459 ဆိုရယ်ရိုးဖုံးမစစ်ကပဲကျွန်တော်ရဲ့မိသားစုကမားစိတ်ခေါ်မွေးလာယူပါအကျွေးကြီးအော်တိုမဲဆိုရယ်မိသားစုကမားပေါက်ရင်လှူနိုင်တယ်ဆိုရယ်ကမားအားလုံးပဲ459 ဆိုရယ်ရိုးဖုံးမစစ်လေးကတူတယောက်မှဟိုင်းပါဟိုင်းထားတဲ့မိသားစုကမားအားလုံးဒီနေ့ဒီတရက်နေ့တည်းမဖြစ်မနေထွက်ပြရမယ်စိတ်ကောပတ်သီးနဲ့မွေးကုတ်ကိုရပါမယ်ဗျနော်ကမားများအားလုံးပဲဘေးငွေလုံးဝကြိုပေးစရာမလိုပါဘူးပေါက်လို့ရှိရင်အဆင်ပြေတော်လေးကျွန်တော်ကမားကန်ဆက်ပါထွက်သွားရင်ကန်ဆက်ပေးပါဟုတ်ပြီနော်ကြောက်လို့ခွက်လက်ပါဗျ